ကော်နာမက်ဂရီဂေါ်ရဲ့ကျိုးဝိုင်းနဲ့ပြန်လာမဲ့ခီးစင်ပေါ်တခြားကမ္ဘာစင်ဖိုက်တာဒီကဘယ်လိုမြင်နေကြလဲအားလုံးပဲမင်္ဂလာပါဘာမစ်ဖိုက်ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်အခုတစ်ခါမှာတော့ကမ္ဘာကျော်ဖိုက်တာကြီးကော်နာမက်ဂရီဂေါ်တလောက်နဲ့အတော်ကြာဝေးကွာနေပြီးမှမိုက်ကယ်ချန်ဒလာနဲ့ပြန်လဲထိုးတတ်ဖို့ရှိနေတဲ့အပေါ်အားလုံးစိတ်ဝင်စားနေကြတဲ့အကြောင်းအရာကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ဒီဖိုင်နဲ့ပတ်သက်ပြီးကော်နာရဲ့ပြိုင်ပဲဟောင်းကြီးအက်ဒီအက်ဗရက်စ်ကဘာပြောလဲဆိုတော့ကော်နာကောင်းထဲမှာတကယ်ကိုထူးချွန်တဲ့ပါရမီတစ်ခုရှိနေတာတဲ့တခြားဖိုက်တာတွေလိုမျိုးနှစ်ပေါင်းများစွာစဉ်ဆက်မပြတ်လေ့ကျင့်မနေတဲ့တောင်မှသူကျိုးဝိုင်းတဲ့ပြန်လာတဲ့အခါသူထက်လက်ရည်မနှိမ့်တဲ့ထိတ်တန်းကစားသမားတွေကိုပြန်ပြီးရှင်ထိုးနိုင်တယ်ဆိုတဲ့အပြည့်အဝယုံကြည်ချက်ကော်နာမှာရှိနေတယ်လို့ဆိုပါတယ်တကယ်လို့ဒါကော်နာကကာလရှည်ပျောက်ဆုံးနေရကနေပြန်လာပြီးဒါကိုတကယ်လို့ပြနိုင်ခဲ့ရင်တော့ဒါဟာကမ္ဘာအားကစားသမိုင်းမှာအန်အိုးစရာအကောင်းဆုံးကမ်ဘက်တစ်ခုဖြစ်လာလိမ့်မယ်လို့အက်ဒီကချီးကျူးထားပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်း UFC ရဲ့ကန်တိုရင်ကြီး GSP George St-Pierre ကတော့နည်းနည်းလေးစူးရင်တဲ့လေးသားမျိုးနဲ့သုံးသပ်ထားတာရှိပါတယ်သူကကော်နာပြန်လာတာကိုကြည့်ရတာစိတ်ထဲမှာနည်းနည်းနာကျင်ရလေတဲ့ဘာလို့လဲဆိုတော့ဖိုက်တာအများစုကကာလာရှည်နားပြီးပြန်လာတဲ့အခါသူတို့အရင်တုန်းကကောင်းခဲ့တဲ့အထွတ်ထိပ်အခြေအနေကိုလုံးဝမမီတော့ပဲအဝေးကြီးကွာသွားတာလို့ပါပဲအဲ့ဒီလိုပုံစံမျိုးနဲ့အကျိုးဝိုင်းထဲမြင်ရမှာကို GSP အနေနဲ့ကြိုပြီးစိတ်မကောင်းဖြစ်နေတာပါနောက်ပြီးကော်နာကပြန်လာတဲ့အချိန်မှာပွဲသေးပွဲမွားတယ်နဲ့လက်သွေးတာမျိုးမဟုတ်ပဲတကယ်ပွဲကြီးပွဲကောင်းကိုတန်းထိုးတာဖြစ်တဲ့အတွက်သူ့ရဲ့ team အနေနဲ့တကယ်စစ်ပွဲတစ်ခုလိုမျိုးပြင်းပြင်းထန်ထန်ပြင်းစင်ထားမှရမယ်လို့တတိပေးထားပါတယ်တကယ်လဲကော်နာပွဲဝေးနေတာအတော်လေးကြာခဲ့ပါပြီသူနောက်ဆုံးပွဲထိုးခဲ့တော့ကဆိုရင်ကျွန်တော်တို့အခုသုံးနေတဲ့ ChatGPT တို့ဘာတို့တော့ကဘာပေါ်မှာမရှိသေးပါဘူးအဲ့ဒီလောက်အထိကြာမြင့်ခဲ့ပြီးမှအခုအချိန်ထိပ်ဆုံးမှာပုံမှန်ကစားနေတဲ့ကစားသမားတွေနဲ့တန်းပြီးပွဲတီးပေးလိုက်တာကကော်နာအတွက်တကယ်ကြီးမားတဲ့ challenge တစ်ခုပါပဲဒါတော့မှကော်နာကတော့ပုံစံအတိုင်းသူ့ရဲ့ blind bet ဟောင်း Island မှာခါချကိုမင်းကရှုံးပွဲတွေဂျုံထားပြီးအသုံးမကျတဲ့ကောင်ငါနဲ့သာတွင်ရင်အပြတ်ရှင်းပြမယ်ဆိုပြီးလမ်းပြီးလီတိုက်လောင်ပြောင်နေပါသေးတယ်ဒါပေမဲ့ကော်နာတာတကယ်စိတ်ညစ်ပြီး training တွေကိုတေချာပြန်လုပ်ထားမယ်ဆိုရင်သူ့ရဲ့ထူးခြားတဲ့ striking ပါရမီကပြန်ထွက်လာမှာအသေးချပါပဲသူ့ရဲ့ striking ကိုနားလည်မှုနဲ့အတုံးချနိုင်စွမ်းကတခြား fighter တွေနဲ့မတူပဲတအားမြင့်မားပါတယ်ဥပမာလက်ရှိချန်ပီယံအီလီယာတိုပူရီယာနဲ့တွားရင်ကြည့်ရင်တောင်မှလက်ရှိအချိန်မှာတိုပူရီယာကကော်နာကိုနိုင်မှုရာဂိုင်နှုန်းပိုများတယ်ဆိုတာသိတာပေမဲ့ striking ကိုအနုပညာတစ်ခုလိုမြင်နိုင်စွမ်းမှာတော့ကော်နာကပိုတာပါတယ်တိုပူရီယာရဲ့ကစားပုံကပြိုင်ဘက်ရဲ့လက်သီးချတွေကိုအတိုင်းကာတစ်ခုထိခန်းစစ်နဲ့တားဆီးပြီးမှကောင်းတာအကွက်ချပြီးတွန်းတိုက်ထိုးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒါပေမဲ့ကော်နာအထွတ်ထိပ်ကောင်းခဲ့စဉ်ကပွဲတွေကိုကြည့်လိုက်ရင်တော့ပြိုင်ဘက်ကသူ့ကိုလုံးဝထိလို့မရအောင်အကွာအဝေး distance management နဲ့ timing ကိုပါးနက်ကြီးအသုံးချပြီးအပြတ်အသက်ကစားပြသွားတာမျိုးတွေတွေ့ရမှာပါ။ဒါကြောင့်လေကော်နာဟာသူ့ရဲ့စွမ်းရည်အပေါ်ယုံကြည်မှုတအားမြင့်မားနေတာဖြစ်ပါတယ်။ကော်နာကအောင်မြင်မှုတွေအထွတ်ထိပ်ရောက်ခဲ့တော့ကအသက်30တောင်မပြည့်သေးပါဘူး။အခုပြလာမဲ့ပွဲမှာတော့သူ့ရဲ့တက်လုံပိုင်းကာဒီယိုနဲ့ကြမ်းခံမှုပိုင်းတွေဘယ်လိုရှိမလဲဆိုတာစောင့်ကြည့်ရမှာပါသူကိုယ်တိုင်ကတော့ဒီပွဲမတိုင်ခင်6မအလိုကားတွေက social media အသုံးပြုတာတွေကိုရပ်နာပြီးတကယ်ထိပ်တန်း fighter တယောက်အဆင့်ပြန်ရောက်အောင်ပြင်ဆင်မယ်လို့ကြုံဝါထားတာရှိပါတယ်အကယ်၍သူ့ရဲ့တက်လုံကအရင်လိုမလိုက်နိုင်တော့ညင်တောင်မှသူ့ရဲ့ကောင်းမွန်တဲ့ striking technique တွေကြောင့်ပွဲကတော့တကယ်ကိုလွတ်ပါတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါကော်နာရဲ့တုံ့ပြန်နိုင်စွမ်း counter reaction ပြိုင်ဘက်ရဲ့အားနည်းချက်ကိုမြင်နိုင်စွမ်းတဲ့ timing တွေကတကယ်ကိုထိပ်တန်းအဆင့်မှာရှိနေတော့ပဲလို့လက်ရှိချန်ပီယံအစ္စလာမာခါချက်ကိုယ်တိုင်ကတော့ချီးကျူးမှုပါတယ်တိုပူရီယာကဖိအားပေးကြိုက်တဲ့နေရာမှာအားတန်ပြီးကော်နာကတော့မြင်နိုင်စွမ်းနဲ့တိုင်းမင်းချီနိုင်စွမ်းမှာလက်ရှိအချိန်ထိသူမြင်ဖို့ထမျှထဲမှာအကောင်းဆုံးပဲလို့အစ္စလာမ်ကပြောထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီပွဲကတော့ပရိသတ်တွေကြားထဲမှာတည်းမဟုတ်ပဲကမ္ဘာအဆင့် fighter တွေကြားထဲမှာပါစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေတာပါအားလုံးပဲဒီနေ့သုံးသပ်တင်ဆက်ပေးသွားတဲ့အကြောင်းအရာကိုသဘောကျလိမ့်မယ်လို့ပြောလင်းပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အားကစားသုံးသပ်ချက်တွေကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်